ဒီအဖြစ်ပြအားဖြင့်အထူးသဖြင့်ကျွန်တော် data အရပြောပါမယ်ခန်းစားမှုရမဟုတ်ဘဲနဲ့ data အရပြောမယ်ဆိုရင်ချင်းလန်းကောင်ဆယ်ဖွဲ့ပြီးတော့ချင်းလန်းကောင်ဆယ်အဓိကဥဆောင်တာတော့ CNF ပါပဲအဲ့ဒီမှာ CNF ဥဆောင်မှုနဲ့လုတ်ကတဲ့ကကိုကျွန်တော်တို့ကြည့်လိုက်ရင်စကားစကိုတိုက်ပြီးအောင်ပွဲဆင်တာတော့တော်တော်နည်းပါတယ်အဲ့မှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်စာတိုက်တာနဲ့မရာနဲ့အနင်းကန်တိုက်ထားတာရှိပါတယ်ခုနမရာကောင်းဆောင်ဆရာဘာဟာမို့ထင်ပါတယ်သူကအသေးစိတ်ပြောထားပြီးသားဖြစ်တယ်စထောင်တာနဲ့ဦးဆောင်တာနဲ့မရာနဲ့တာပေါင်းများစွာတိုက်တာရှိတယ်လိုအပ်တဲ့အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်တဲ့မတမ်းမရ record report တွေတပ်ပုံတွေအစင်တင်ချပြလို့ရတာတွေအများကြီးရှိပါတယ်မာရာနဲ့တိုက်ပါတယ်ပြီးတော့ ZRA နဲ့တောက်လျှောက်တိုက်ပါတယ်ZRA နဲ့စကားစပူပေါင်းတာပါညာတပိုင်းတကယ်တမ်းအာနာရှင်အမြင့်ဖြုတ်မယ်ဆိုရင်တော့အရင်အဆုံးစကားစအရင်တိုက်ရမှာဖြစ်တယ်အမြင့်မပြောက်ဘဲနဲ့အဲ့ဒီကိုင်းခက်တွေကသွားတိုက်နေတယ်ဘယ်တော့မှပြီးမှာမဟုတ်မရာတိုက်ပြီးတော့ZRAနဲ့တိုက်ပါတယ်ပြီးတော့မတူပီမှာစကားစကိုတိုက်နေတော့အချိန်မှာနောက်ကျောကနေပြီးတော့လာတိုက်တာရှိတယ်အချင်းချင်းသွေးမီတွေကြားခဲ့ပြီးပြီးတဲ့ခါကျရင်တော့ဒီမင်းတပ်နဲ့ကမ်ပလက်ဖြစ်နေတဲ့အချိန်မှာလဲကမ်ပလက်မှာချက်ချင်းနိုင်ငံရေး credit ယူဖို့သူတို့ပြင်ဆင်ထားတာတွေရှိတယ်ဒါပေမဲ့လက်တွေ့တကယ်တိုက်တာ CB တွေဆိုတော့သူတို့ယူလို့မရပါဘူးပြီးတဲ့ခါကျရင်2024မှာကျွန်တော်တို့အတန်တန်ပြောခဲ့တယ်တိတိမဟာ ZFU PDF ဇိုလန်ရဲ့နေမည်ဖြစ်တယ်မြို့သိမ်းဖို့အလင်းစလိုနဲ့ဖြစ်တယ်လို့လုံးမရဘူးစနစ်တကျပြင်ဆင်ရမယ်လာမနောက်ရှက်နဲ့ဆိုတဲ့ဟာကို CNF ဆောင်ပြီးတော့တောက်လျှောက်လာနောက်ရှက်တာသူတို့ကြောင့်ပဲအင်ချီတရားချောသူတို့မီးရှို့တာတော့မဟုတ်ဘူးကျွန်တော်မဆက်ရန်တမ်းပြီးမဆက်ဆွေဘူးသူတို့မီးရှို့တာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ကြောင့်တိမျိုးသိမ်းဖို့အခုထိကြံ့ကြာသွားတဲ့ဟာအင်ချီတရားချောမီးရှို့ခံရတဲ့ဟာကလာမလောနဲ့စနစ်တကျပြင်ဆင်ရမယ်ဆိုတဲ့ဟာကိုပေါင်းကျော်ပြီးတော့လာနောက်ရှက်တဲ့ဟာကြောင့်ဖြစ်လာတဲ့ပြဿနာဖြစ်ပါတယ်အဲ့ဒီကြားထဲမှာအဲ့ဒါတော့2024 2025မှာဖလာမြို့သိမ်းနေတဲ့အချိန်မှာဖလာမြို့သိမ်းဖို့အတကုံအင်အားတွေစုလူငယ်တွေအသက်တည်ချနေတဲ့အချိန်မှာဖလာရွာထဲမှာဝင်ပြီးတော့ CDF အသေးစားတွေတွားပြီးတော့ထောင်တာတွေဟိုဖွဲ့ဒီဖွဲ့ထပ်သွားထောင်တာတွေလှုပ်ဖို့ကြိုးစားတာတွေအဲ့ဒါတွေတက်တည်နေတကွာရှိတယ်စနစ်တကျလဲကျွန်တော်တို့မှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒါတွေဖြစ်တယ်ပြီးတော့အဲ့ဒီဖလာမျိုးသိမ်းတာတော့မပြီးသေးဘူးတတိမကိုတစ်ခေါက်လာနောက်ရှက်ဖို့ပြင်နေကြတယ်စားရအတန်တန်ပို့ရတဲ့လာမနောက်ရှက်နဲ့ကိုမျိုးကိုသိမ်းပါလှုပ်ချင်ရင်ဟာခါသိမ်းပါထန်တလန်သိမ်းပါကျွန်တော်တို့ကိုငင်နိုင်တလောက်ကိုငင်မယ်ကိုမျိုးကိုသိမ်းဆိုတဲ့ချိန်မှာထန်တလန်ကိုကျွန်တော်တို့အောင်မြင်စွာသိမ်းပိုက်နိုင်တာမျိုးမရှိဘဲနဲ့တတိမကိုလာနောက်ရှက်ဖို့ကြတော့အရန်သွေးဆူနေတာတွေရှိခဲ့တယ်ကျွန်တော်ကတော့အဲ့ဒီမှာ CC အဖွဲ့အားလုံးတော့မဆိုလိုပါဘူးမပါတဲ့အဖွဲ့တွေလည်းရှိတယ်ပါတဲ့အဖွဲ့တွေလည်းရှိတယ်လို့အထူးသဖြင့် CNF အဖွဲ့တွေတအားများပါတယ်ဒါတွေကြည့်ချင်းအားဖြင့်အနာဂတ်မှာကျွန်တော်အတိအကျပြောလို့ရတာတခုကတော့ CNF စိတ်ကိုပုံဖော်တဲ့ CNF မြင်ရောင်တဲ့ CNF လိုချင်တဲ့ချင်းအမျိုးသားပြည်နေချင်း National Building ဆိုတဲ့ဟာတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးစာပေါ် Facebook ပေါ်မှာစာရေးရုံပဲရှိမယ်စာတန်းပြုစုရုံပဲရှိမယ်မြေပြင်မှာဘယ်တော့မှမဖြစ်ဘူးဆိုတဲ့ဟာတော့အချင်းတည်ကျွန်တော်ပြောလို့ရပါတယ်အဲ့ဒါက CC ကြောင်းလည်းမဟုတ် ICNCC ကသွားသားလို့လည်းမဟုတ်ကိုလို့ရကြောင်းကို
lower level ကျဆင်းသွားခြင်းဖြစ်တယ်ဆိုတော့ဒီချင်း national building တွေနဲ့စကလုံးအကြီးကျယ်တွေနဲ့ concept တွေနားမလဲပဲနဲ့လက်တွေ့လည်းမကျလက်တွေ့လည်းမလုပ်ပဲနဲ့ရှောက်ရှောက်မအောင်ဖို့လဲဒီပုံကိုယ်တွေကိုကျွန်တော်တော့ပြောချင်တယ်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်သားတွေဖြစ်စီမသားတွေဖြစ်စီ ICNCC ဘက်ကနေသားတာတွေ CV ဘက်ကသားတာတွေမသားတာတွေအဲ့ဒါတွေနဲ့မဆိုင်ဘူးဖြစ်ကိုဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ဟာတော့သိချပါတယ်အဲ့ဒါတကယ်ကိုဆုံးရှုံးဖို့ဖြစ်ပါတယ်